အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဖတ်တဲ့သူတို့သားရောက်လာပါပြီလားဝင်းရမုံကအခန်းတကားနားမှာရက်နေတဲ့ဝန်ထမ်းကိုမေးလိုက်တယ်မရောက်သေးပါဘူးအမနာယီကိုကြည့်လိုက်တော့မင်္ဂလာပွဲစဖို့15မိနစ်ပဲလိုတော့တယ်ဒါပေမဲ့အာကာမင်းကရောက်မလာသေးဘူးမှန်ရှိမှထိုင်နေတဲ့ဝင်းရမုံရဲ့မျက်နှာပေါ်ကအပြုံးတွေတဖြည်းဖြည်းပျောက်ကွယ်လာတယ်ကားချက်နေလို့ဖြစ်မဲ့သူမကိုသူမနှစ်သိမ့်လိုက်တယ်ဖုန်းကိုကောက်ယူပြီးအာကာမင်းစီခေါ်လိုက်တယ်ဒါပေမဲ့လူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်သွယ်၍မရနိုင်ပါရှင်ဝင်းရမုံရဲ့လက်တွေအေးဆက်လာခဲ့တယ်ဟော်ထဲမှာဧည့်သည်တွေစကားပြောနေကြတယ်သူတို့သားဘာလို့မလာသေးတာလဲတခုခုဖြစ်နေတာလားတိုးတိုးလေးပြောတန်တွေဆက်ကြားလာရတယ်ဝင်းရမုံရဲ့နှလုံးသားကတဖြည်းဖြည်းလေးလံလာခဲ့တယ်အဲ့ဒီအချိန်ဟော်တကားကြီးရုတ်တရက်ပွင့်သွားတယ်ဝင်းရမုံသဇင်တွေပြေးဝင်လာတယ်အသက်ရှူမဝတဲ့ပုံစံနဲ့မျက်နှာကလည်းဖြူဖြော့နေတယ်သဇင်ဘာဖြစ်လို့လဲသဇင်တွေကခေါင်းခါလိုက်တယ်နင်းစိတ်တင်းထားတော့အဲ့ဒီစကားတခွန်းကဝင်းရမုံကိုပိုးကြောက်သွားစေတယ်။သဇင်တွေကဖုန်းတစ်လုံးထုတ်ပြလိုက်တယ်။ screen ပေါ်မှာဓာတ်ပုံတစ်ပုံလေစိတ် departure gate ရှေ့မှာအာကာမင်းရက်နေတယ်။ဒါပေမဲ့သူတယောက်တည်းမဟုတ်ဘူး။အမျိုးသမီးတယောက်ရဲ့လက်ကိုကင်ထားတယ်။ဝင်းရမုံရဲ့မျက်လုံးတွေပြူးကျဲသွားတယ်။မဖြစ်နိုင်ဘူးဒီပုံကိုဘယ်ကရတာလဲ။သဇင်တွေကတုံရီတဲ့အတန်နဲ့ပြန်ဖြေတယ်။ငါတငယ်ချင်းတယောက်ပို့လိုက်တာလွန်ခဲ့တဲ့တနာရီလောက်ကရိုက်ထားတာတဲ့ဝင်းရမုံရဲ့လက်ထဲကပန်းစည်းမြေပေါ်ပြုတ်ကျသွားတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းစကရင်လင်းလာတယ်။ message အသစ်တစ်စောင်ပို့သူအာကာမင်းဝင်းရမုံတုံရီတဲ့လက်နဲ့ဖွင့်ကြည့်လိုက်တယ်။ message ထဲမှာစာတစ်ကြောင်းနဲ့ရေးထားတယ်။ကိုကိုစောင့်မနေပါနဲ့